အားလုံးမင်္ဂလာပါဒီနေ့မှာကျွန်တော်တို့လမ်းပေါ်မတက်ဖြစ်တာတော့ကြာပြီပေါ့နော်ဒါဒီညတောင်းဖြုတ်မှာဖြစ်ပါတယ်မှာနော်ပါမယ်ညီကိုရတော့မှာငယ်ကောင်ပါမယ်ဒီကျုပ်ကပါမယ်ဒီညအသုံးလုံးကြီးကိုကျွန်တော်ဟိုနေလောက်မယ်အသုံးရုပ်ဆွဲစားမှာဟုတ်လားကျန်းလူတန်းညီကိုရစောင့်နေတာပေါ့နော်တော့ကနေ AC လိုက်ပါ AC လိုက်ပါဟိုမှာမမီလည်းပါမယ်မမီစီပြည့်နေတယ်မောင်မင်းစော်ရဲ့မောင်ရဲဝင်းကိုစောင့်နေပါတယ်နော်ဒီတော့တီးရတယ်ကိုပိုင်းတီးတယ်ကောက်လီတီးတယ်ကောက်လီကသူ့စကားပါတော့ကောက်လီမကောက်လီပါဆိုတော့ကဆိုတော့ကောက်လီကသူ့စကားနဲ့လိုက်တော့ရတော့ဒီမှာဆိုတော့ကဲဒါတော့မောင်မင်းထိုင်လေးဖြစ်ပါတယ်နော်မကောက်လီ2คนนั่นหรอพี่น้องกันนี่ท่าแล้วหมอแทบพี่ဒီကိုလည်းလမ်းပေါ်တက်ပြီးကိုကဲကျွန်တော်တို့ညီကိုရေစုပ်ပါပြီကဲဒါတော့မောင်မင်းထိုင်ဖြစ်ပါတယ်မောင်မင်းစော်ရဲ့ဘေးမောင်လားညီကိုရေစုပ်ပြီးနောက်မှပြေးပါဆိုတော့ကျွန်တော်ပြပြီဒါဒီညမှာတော့ကျွန်တော်တို့ဒါလူစုံနေပြီပေါ့နော်တရားဝဲကျန်တော့နော်ကျွန်တော်လမ်းပေါ်ပြန်တက်ဖို့ဒါကျွန်တော်ကြိုးစုံနဲ့ညီကိုရေပေါ့နော်လမ်းပေါ်တက်လာဖို့ကြိုးစုံတဲ့ညီကိုရေနော်ဒီကတော့ဆောင်းရင်းနဲ့ဘိုက်တွေစားနေပြီဗျာမမနဲ့ချိန်နေတာဆောင်းလားဆောင်းလားတွေ့ပါမယ်ဟိုမှာတော့ကိုကျုပ်ကလေးဖြစ်ပါတယ်နော်ဟိုမှာအငယ်ကောင်နော်ဝမ်းမနောက်လေဟောပါဘယ်ခိုင်မှာလဲပေါ့နော်ဒီအားလေး